တွေဟာနေ့စဉ်နဲ့အမျှကမ္မထံ၄ခုပွားတဲ့နယ်လို့နော်ကမ္မထံ၄ခုပွားတဲ့ဘာပွားတဲ့လဲဆိုရင်ကိုယ့်ရဲ့တရားစွမ်းအားတွေထက်မြက်ဖို့အတွက်ဗုဒ္ဓနုတ္တိကိုအချိန်ပိုင်းနဲ့ပွားပါအများတရားဝါတွေပေါ်မှာမေတ္တာထားနိုင်အောင်နော်မေတ္တာအချင်းချင်းမေတ္တာစိတ်တွေသက်ဝင်အောင်မေတ္တာပွားပါလူတူတယောက်အပေါ်မှာတွေ့တာမှုတွေလျှော့ချနိုင်အောင်အတုပကမ္မထံကိုပွားပါနောက်တစ်ခါကိုယ့်ရဲ့သေဆုံးမှုအပေါ်မှာကြောက်ရွံ့မှုဆိုတာမဖြစ်ရအောင်မရဏတတိဘာဝနာပွားပါလို့ဒီကမ္မထံ၄ခုဗုဒ္ဓနုတ္တိမေတ္တာအတုပမရဏတတိဆိုရင်ဒီကမ္မထံ၄ခုဟာဒီစတုရရက်ခလို့ဆိုဖိုးခါရိယံပေါ့ကိုယ့်အတွက်အကောင်းဆုံးစောင့်ရှောက်ပဲလို့